သူ့ချောက်မှာဘောလုံးရောက်သွားပြီဆိုရင်ဘာတွေဖြစ်လာမလဲဆိုတာဘယ်သူမှမခန့်မှန်းနိုင်ပါဘူးသူ့ရဲ့လှုပ်ရှားမှုကိုင်းမှာတစ်ဖက်အသင်းခန်းစစ်ကိုလောက်ခတ်စေခဲ့ပါတယ်သူကတော့ Eden Hazard ပါပင်တစ်ကလလီအသင်းမှာနာမည်ကျော်ဟေးပြီး2012မှာ Chelsea ကိုရောက်လာခဲ့ပါတယ်သူ့ရဲ့ခြေစွမ်းပြမှုတွေအံ့ဩစရာကောင်းတဲ့ဖန်တီးမှုတွေနဲ့လိန်ခောက်လန်စွမ်းတွေကြောင့် Premier League မှာအချိန်တိုအတွင်းနာမည်ကြီးခဲ့ပါတယ် Chelsea ရန်ခစ်တဲ့အောင်မြင်မှုမှာသူကအရေးပါတဲ့ကျဲမွန်းဝင်ထိထဲပါတယ် Premier League ဖလား2ကြိမ်နဲ့ Europa League ဖလား2ကြိမ်ကိုရရှိခဲ့တယ်လို့ပရိသတ်တွေအသေးဆွဲထိခဲ့ပြီး Chelsea ရဲ့မင်းသားလို့လဲချစ်စနိုးခေါ်ဝေါ်ခြင်းခံရသူပါသူ့ရဲ့ပေးပို့မှုတွေနဲ့ဂိုးတွေကြောင့် Belgium ရဲ့ရွှေရောင်မျိုးဆက်ကိုလည်းဦးဆောင်နိုင်ခဲ့ပါတယ်2019မှာတော့အိမ်မက်ဆန်နဲ့ Real Madrid ကိုရောက်ခဲ့ပါတယ်ဒါပေမဲ့ကံမကောင်းစွာပဲဒဏ်ရာတွေစတက်ရခဲ့လို့သူ့ရဲ့မော်ဆန်နဲ့ခြေစွမ်းတွေပျောက်ဆုံးသွားခဲ့ပြီး2023မှာဘောလုံးသမားဘဝကနေအနားယူခဲ့ရပါတယ်ကွင်းထဲမှာဘောလုံးနဲ့အတူကားပြဖြော်ပေးနေတဲ့ဘောလုံးမော်စီယာတူလိုမဲပရိသတ်တွေရဲ့ရင်ထဲမှာသူအမြဲရှိနေမှာပါတန်ကြိုက်ဆုံးတောင်ပန်ကစားသမားကဘယ်သူလဲနောက်ထပ်ဘယ်ကစားသမားအကြောင်းသိလို့ပါသလဲကွန်မန့်မှာပြောသွားခဲ့ပါအောင်